ကျွန်တော်ရှေ့မှာလည်းဗီဒီယိုလုပ်ပြီးသွားပြီဗျအဲ့ဒီဗီဒီယိုမပြောခဲ့တဲ့အကြောင်းအရာတွေပြောချင်တဲ့အတိုင်းမပြောခဲ့တဲ့အကြောင်းအရာတွေကျွန်တော်ပြောမှာအမှန်တိုင်းဝင်ခံရမယ်ဆိုရင်ကျွန်တော်ရောကိုတို့ရောဘယ်သူမှဆိုတော့ဒီကျွန်တော်တို့တခြားတောင်းတတဲ့သူတွေရောပေးရိတ်သက်တွေမှာလည်းတငယ်ချင်းချင်းပြောတယ်ဆိုရင်တော့မှပဲကျွန်တော်တို့ချစ်တဲ့ကစားသမားနဲ့ပတ်သက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကနည်းနည်းလေးမျက်နှာထောက်ပြီးတော့ပြောကြတယ်လေကျွန်တော်ထင်တယ်နည်းနည်းလေးပေါ့ဗျာသိမလားအခုကျွန်တော်တို့အနေနဲ့လည်းအခုရှေ့မှာဗီဒီယိုတွေလုပ်တယ်အကိုလည်းလုပ်ခဲ့မှာပါတော့အကိုကတော့မသိဘူးပေါ့ကျွန်တော်လည်းလုပ်ခဲ့တယ်ဆိုပေမဲ့တချို့အပိုင်းတွေမှာဆိုလို့ရှိရင်လုံးဝတရားခိုင်တော့အမှန်တိုင်းထောက်ပြခြင်းပေမဲ့ကိုကဒီလိုပြောလိုက်တယ်ဆိုလို့ရှိရင်ပေးသက်ချစ်တဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်မဟုတ်လို့ပေးသက်တွေ response ကဘယ်လိုလဲဆိုတဲ့အပေါ်မှာပေါ့နော်ကျွန်တော်တို့ကအများကြီးချိန်ဆပြီးတော့ပြောနေရတဲ့အပိုင်းလေးတွေရှိတယ်ကျွန်တော်တို့ပေးသက်တွေကလည်းနည်းနည်းတော့ထူးဆန်းနေဗျသူတို့ချစ်တဲ့ကစားသမားဆိုလို့ရှိရင်ဒီလားအမှားပဲလုပ်အမှန်ပဲလုပ်မှန်တယ်ဆိုတဲ့ဘက်ကိုပဲဆွဲတွေ့ကြတယ်အခုမနေ့ကကစားခဲ့တဲ့ဒီကိုမဝက်နဲ့ပွဲမှာဆိုလို့ရှိရင်ကျွန်တော်ရဲ့အမြင်အရကြော်ကြီးဒီတကယ်ရှုံးတာသို့ပေမဲ့အဲ့ဒါကိုလက်မခံတဲ့သူတွေအများကြီးရှိတယ်တိုင်ဘက်လိုက်လို့ရှုံးတယ်ဆိုတော့ပုံစံမျိုးတွေပြောကြတဲ့သူတွေအများကြီးရှိတယ်တကယ်တမ်းကြော်ကြီးမနေ့ကကိုမဝက်ကိုတကယ်နှိမ့်တယ်လို့လက်ခံတဲ့သူတွေလည်းရှိတယ်ဗျဒါပေမဲ့သိရမလားအဲ့လိုမျိုးလက်မခံတဲ့သူကနည်းနည်းလေးပုံများတယ်လို့ကျွန်တော်ထင်တယ်ဟုတ်ပြီဒါကသူတို့ကြိုက်တဲ့ကစားသမားပေါ့နော်သူတို့မကြိုက်တဲ့ကစားသမားဆိုလို့ရှိရင်လည်းသူတို့အသက်ကုန်ဖိပြီးပြောတယ်နော်အခုဥမာပဲတပုံဝင်လင်းပြောလိုက်မယ်တန်းစင်ပေါ့ဗျာတန်းစင်ဆိုလို့ရှိရင်တန်းစင်ကိုအခုအချိန်မှာတန်းစင်ရဲ့ကောင်းကွက်တွေကိုကျွန်တော်တို့ကဖွင့်ထုတ်ပြီးပြောမယ်ဆိုရင်ကြိုက်မှာမဟုတ်ဘူးအဲ့ဒါတကယ်လောင်းလို့ရတယ်အဲ့ဒါကျွန်တော်တို့ပေးတဲ့တွေမှာဖြစ်နေတဲ့အရာတစ်ခုပဲသူတို့လုံးဝသဘောမကျတဲ့ကစားသမားကိုချီးမွမ်းတာလည်းသူတို့မကြိုက်ဘူးပြခါပြောတယ်ဆိုလို့ရှိရင်ပို့ပြီးသဘောကျကြတယ်အဲ့လိုပေါ့နော်အဲ့တော့သူတို့နှစ်သက်တဲ့ကစားသမားကိုအမှန်တိုင်းဒီနေရာရဲ့လိုနေပါလို့ထောက်ပြရင်လည်းမကြိုက်ဘူးဒါကြောင့်မို့လို့ကျွန်တော်ကိုယ်တိုင်ပါတော့အခုတော့မသိကျွန်တော်ဆိုလို့ရှိရင်ဘယ်လိုလုပ်ရလဲဆိုတော့စကားတွေထိပြီးပြောရတယ်ဒါပေမဲ့ကျွန်တော်အခုဒီဗီဒီယိုမှာတော့ကျွန်တော်ပုံဝင်လင်းပြောမယ်အဲ့ကြော်ကြီးနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်အနေနဲ့ရှေ့မှာဗီဒီယိုနှစ်ပုတ်လုပ်ပြီးအဲ့ဒီဗီဒီယိုမှာကျွန်တော်ထိန်းသိမ်းကျွန်တော်အများကြီးပြောခဲ့တယ်မင်္ဂလာတုံးစက်မှုစုံထင်းမှာမိအစဉ်တင်နဲ့ကိုတော်ကျေကူရှောင်းနေတယ်ဆိုရင်တော့ဒီနေရာကိုလုံးဝလက်လွတ်မခံပါနဲ့ Ryan GDS Real Estate ကနေစီကပါဝင်းရှိရှစ်လမ်းပေါ်ကနေအီကကျော်ကိုတော်ဝင်းကြီးနဲ့မိတ်ဆက်ပေးပါရစေပေ100 200ပေမကိုတော်ပေ80 150ဒုတိယကိုတော်နှစ်ထပ်ဝန်ထမ်းဆောင်နဲ့ကွန်တိန်နာဝင်ရလွေတဲ့မြေလွတ်ပါပြီးသားဖြစ်ပါတယ်အဓိကတော့ကိုပိုင် transformer 350 RKVA ပါလို့မိအတွက်လုံးဝစိတ်ပူစရာမလိုပဲလုပ်ငန်းဓာတ်ရိုက်စတင်နိုင်တာပဲဖြစ်ပါတယ်ငါးရင်ခန့်ကတော့တစ်လကို350ပါအကယ်၍စိတ်ဝင်စားနေဆိုရင်တော့ဖုန်းနဲ့ Viber 3942394353ကိုအခုပဲဆက်တွေ့လိုက်ပါကိုတို့ဒီထားမိလာတော့ကျွန်တော်ဟိုးကျွန်တော်ကpodcast လုပ်ပူပါတယ်ကြော်ကြီးဒီ1ကိုမရောက်ခင်တည်းကဒီမွေထဲမှာပထမဆုံးထိုးတယ်အဲ့ဒီ fighter ကဗျာတော်တော်ကြီးကိုဟို run နှိမ့်နေဗျာတိ level အရင်နှိမ့်နေပြိုင်ပတ်ဗျာသူတို့လုံပနီမှာထိုးတယ်မလား level တော်တော်နှိမ့်နေအဲ့ဒီပြိုင်ပတ်တော့ကြော်ကြီးနှစ်ဖူးကွဲသွားတယ်အဲ့ဒီမှာတွေကကြော်ကြီးကျွန်တော်နည်းနည်းလေးတန်တရားဖြစ်မိတယ်ဒီလို level ရန်နေတဲ့ပြိုင်ပတ်နေတော့နှစ်ဖူးကွဲထားတယ်ဆိုရင်သူတို့ level မြင့်တဲ့ပြိုင်ပတ်နေတွေ့ရင်ဘယ်လိုလုပ်မလဲဒါကျွန်တော်မြင်ကြည့်တာပေါ့နော်နောက်ပြီးကျွန်တော်ပြောတယ်ကြော်ရဲ့ရှိအရင်ပွဲတွေမှာသုံးသက်ချက်တွေ live flow ပြောရတယ်ပေါ့နော်ကြော်ကြီးအနေနဲ့ကဟိုအမြင့်ဆုံးထိရောက်ဖို့အရင်ညှော်နေကြမထားစီခြင်းဘူးဆိုပြီးကျွန်တော်ပြောတယ်ဘာလို့ဆိုတော့ကြော်ကြီးရဲ့ပွဲတွေကိုကျွန်တော်ဒီရေဝလက်ဝေးမှာအများကြီးကြည့်ဦးတယ်သိရမလားပြီးလည်းနေတယ်ဒါအပြင်ကိုလက်သီးပြကြမှုနေတယ်ပြီးတော့တပုံစံနဲ့ပဲကစားနေတယ်ဒါကလေးရလို့ချင်းကိုကလုံးဝ 100% နိုင်မယ်လို့ထင်ထားတဲ့ပွဲတွေမှာကြော်ရဲ့ performance ကောင်းပြပိုင်းနဲ့ဘာလို့လူမှမသိပဲနဲ့အဲ့လိုအနေတရေပေါ့ဗျာရေဝလက်ဝေးမှာအနေတရေဖြစ်သွားတယ်ကျွန်တော်တို့1မှာလည်းထိုးဘူးတယ်အာဝတန်ဆိုတဲ့ fighter နဲ့ကြော်ကြီးဒီတိမ်ပြူကွင်းထဲမှာထိုးဘူးတယ်ကျွန်တော်အပြင်မှာသွားကြည့်တယ်အဲ့ဒီပွဲမှာကြော်ကြီးကိုကျွန်တော်လုံးဝအလဲထုံးနဲ့တော့နိုင်မယ်လို့မျှော်မှန်းခဲ့တယ်တိုးတော်လဲကြော်ကြီးကအဲ့ဒီပွဲမှာအဲ့လိုပဲအာဝတန်ရဲ့တံတောင်မိပြီးကွဲသွားတယ်ထင်တယ်ဟုတ်တယ်ကွဲသွားတယ်ကြော်ကြီးဒီအနိုင်နဲ့ကစားခဲ့ရတယ်ညဒီအရာကိုကျွန်တော်မြင်တယ်ဒါအပြင်ကိုအခု1လုံပနီမှာပေါ့နော်လုံပနီမှာသူပဲတဲ့ရောက်ခါစားထိုးတော့လဲ level အရင်နိုင်တဲ့ပြိုင်ပတ်ကိုအလဲထိုးခဲ့သည့်တိုင်အောင်ဒီထက်ပိုကောင်းတဲ့ performance ပြနေရကိုကမြန်မာနိုင်ငံရဲ့တော့3လို့တော့ပြောလို့ရတယ်ဗျအဲ့လိုကစားမှမျိုးတယောက်ကဘာမှကျွန်တော်တစ်ခါမှမကြောက်ဘူးဒီ level မြင့်နဲ့ state ပေါ်မှာတစ်ခါမှမထိုးဘူးတဲ့တင်ပတ်နဲ့တွေ့တဲ့အချိန်မှာနှစ်ဖူးပွဲသွားတယ်နော်အဲ့တော့ကျွန်တော်အဲ့လိုမျိုးလေးသတိပေးခဲ့တယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်ပုံမှန်လင်းပြောမယ်ဆိုရင်ကြော်ကြီးခုထိုးခဲ့တဲ့ပြိုင်ပတ်4ယောက်ကြည့်မယ်ဆိုရင်အဲ့ဒီ4ယောက်အသာမှန်ပဲဗျပြီးတော့ knockout power ရှိတဲ့ပြိုင်ပတ်တွေတက်မှမပါဘူးအလဲထိုးပွဲတွေသူတို့မှာရှေ့ကောင်းရှိနိုင်တယ်ဒီမှာဒါပေမဲ့ one punch knockout ကိုကျွန်တော်ပြောတာ one punch knockout တကယ်ဟို6ချားစရာကောင်းလောက်တဲ့power ရှိတဲ့ပြိုင်ပတ်တွေမပါသေးဘူးစာမီတန်ဒီအဲ့လို knockout power မရှိဘူးသူ့ပွဲတွေကိုကြည့်လိုက် MBS နဲ့ရောက်တာများတယ်ဟုတ်တယ်နော်ကိုမာဝက်လားအဲ့တိုင်းပဲကိုမာဝက်ဒီသူ1မှာနိုင်တာအများကြီးပဲဒါပေမဲ့နှစ်ပွဲပဲသူ KO ရထားတယ်နော် knockout power နည်းတယ်ကိုမာဝက်ဒါအပြင်ကို10ပွဲဆလာတန်ဒီတိုင်းပဲဆလာတန်လည်း performance ကောင်းတဲ့ဖိုင်တာမဟုတ်ဘူးဘူကာစီတူကတော့အလဲတို့ပွဲတွေရှိတယ်ဆိုပေမဲ့ तू ကလည်း one punch knockout တမမဟုတ်ဘူး तू ကအဲ့လိုလက်သီးတစ်စက်ထိုးပြီးတော့
အဲ့လိုပြိုင်ဘက်ကိုနောက်တော့3ကလောက်ထိကြောင်လောက်ပြီးထီကိုတမမပြောမှဆိုရင်တော့တင်ပါအဲ့လိုပုံစံမျိုးတွေပေါ့နော်ကျွန်တော်အဓိကကျွန်တော်ပြောချင်တာအဲ့လိုထောက်ပြချင်တာကဗျာစိုးရိမ်စရာကောင်းနေဆိုတော့ထောက်ပြချင်တာကျော်ကြီးရဲ့အခုလက်ရှိကစားပုံနဲ့နော်သူထိုးထားတဲ့ပြိုင်ဘက်တွေရဲ့အနေထားနဲ့နောက်လာမဲ့ပြိုင်ဘက်တွေတကယ်လို့ one punch knockout သမားတွေနဲ့တွေ့ရင်ကျော်ကြီးအခုလိုအဝင်ရဲတာတွေကတိတ်ကိုကြောက်ဖို့ကောင်းတယ်နော်ကျွန်တော်တို့အခုချိန်မှာမာကွန်ကောင်းတယ်ပြောနေကြပါမယ်သူထိုးထားတဲ့ပြိုင်ဘက်တွေက one punch knockout သမားတွေမဟုတ်သေးဘူးဟုတ်တယ်မလားကျွန်တော်တို့မြန်မာနိုင်ငံရဲ့လာတဲ့ fighter တော်တော်များမာကွန်ကောင်းပါတယ်ဝိုင်းချက်မရှိလက်အောက်ရောက်တဲ့အခါမှာအလဲထိုးရှုံးပွဲတွေအခုနောက်မှာတအားများလာတယ်ကိုဆိုကြီးလိုမျိုးတမ်မနီဆိုတဲ့ကိုဆိုကြီးတောင်မှဟလာဟက်ကင်မီတဲ့ကဘိုင်းနဲ့ပေါက်သွားတယ်အဲ့ကျွန်တော်တို့ဒီမာကွန်ကိုကျွန်တော်တို့ကအရန်ကြီးစကားထဲမှာဗျာပြောမှာပေါ့နော်ဒါပေမဲ့အရန်ကြီးတော့ကျွန်တော်တို့ပြောလို့တော့မရဘူးဟုတ်တယ်ကျော်ကြီးဒီပုံစံတိုင်းမှာသူဆက်သွားနိုင်မယ်သူ့ပုံစံကိုသူမပြောင်းလဲနိုင်ဘူးအဲ့ဒီမှာမှတကယ် one punch knockout တမားမျိုးနဲ့တွေ့မယ်အဲ့လိုဆိုရင်တော်တော်စိုးရိမ်စရာကောင်းတယ်နော်အဝင်အားနဲ့အထွက်အားနှစ်အပေါင်းပြီးတော့ကြာသွားနိုင်တယ်ဗျသိလားနောက်ပြီးတော့ကျော်ကြီးရဲ့ကစားဟန်ကကျွန်တော်ကြည့်တယ်အခုကိုမာဝတ်တို့ဒီစာမီဒန်တို့ဆိုတာကဗျာနည်းနည်းထူတဲ့ကစားသမားတွေဗျာနားထူတဲ့ကစားသမားတို့ပြောမလားပါနော်ကျွန်တော်အာမနာနဲ့ပြောမှာဆိုရင်အဲ့လောက်ဒီပညာကောင်းတာမဟုတ်ဘူးဗျာသိလားအဲ့လောက်ပညာကောင်းတဲ့ fighter တွေမဟုတ်ဘူးဗျာအဲ့တော့ဒီလို fighter တွေနဲ့ချိန်ချတဲ့အချိန်မှာတော့ तू ကကိုယ့်ထက်ညံပိုကောင်းတဲ့ပုံစံဖြစ်နေတာကြီးအဆင်မပြေဘူးအဲ့တော့တီထက်ပိုပပနဲ့အခုဥမာကျွန်တော်စူပါကင်တို့လို fighter မျိုးနဲ့တွေ့ရင်ဘယ်လိုလုပ်မလဲ140ပေါင်တန်းမှာအဲ့လို fighter တွေရှိရနော်စူပါကင်ဆို140ပေါင်တန်းမှာတခြားတကယ်ကောင်းတဲ့ fighter တွေရှိသေးတယ်145ပေါင်တန်းကနေပြီးတော့ဆင်းထိုးမယ်အခုအန်တာကာဇန်တို့လိုမျိုးဒီ team match 2က fighter မျိုးတွေနဲ့တွေ့ရင်ဘယ်လိုလုပ်မလဲ one punch knockout သမားတွေနဲ့တွေ့ရင်အရန်ဆိုရင်ရတယ်ဒါကြောင့်မလို့ကျွန်တော်ကသူ့ကိုဗျာအဲ့လိုမျိုးတိတ်ချလေးလှုပ်စီခြင်းနဲ့ပေးသက်တွေကလည်းအရန်မျောလင်းထားတယ်သိရမလားအဲ့ဒီအချိန်မှာဟိုကစားဟန်ပေါ့နော်တိုးတက်မှုလေးရှိစေချင်တာကစားဖို့စုံတာကောင်းတယ်ဒါပေမဲ့ကစားဖို့ဘယ်လိုပဲစုံပါစေကိုယ့်ရဲ့ defense ဘိုင်းကိုတိတ်ချလှုပ်စီခြင်းတယ်အရန်ရှေ့ကထမင်းတော့ဝင်မြင်တယ်ဝင်ရင်တော့မမြင်ဘူးဆိုတဲ့ပုံစံမျိုးဖြစ်မယ်သိလားကျွန်တော်အဲ့လိုမျိုးပြောချင်တာပေါ့နော်အဲ့တော့နောက်လာမယ့်ပွဲတွေမှာဝမ်းကဘယ်လိုတယ်မလဲတော့မသိဘူးဗျာဟာလာသူလိုကိုလိုသမိုင်းနဲ့တိုင်တော့ကိစ္စမရှိဘူးတကယ်ငကြမ်းအနေနဲ့တဲပေးမယ်နောက်ကောက်ပါပါတကယ်ရှိတဲ့ကောင်နဲ့တဲပေးရင်ကျွန်တော်တို့အရန်စိုးရင်စရာကောင်းတယ်ကျော်အခုလက်ရှိသွားနေတဲ့ပုံစံอ่ะပေါ့နော်အဲ့တော့အဲ့ဒါလေးကျွန်တော်မြင်မိပါတယ်ကျန်တဲ့ဘိုင်းတွေကတော့အများကြီးပြောကြတာမရှိဘူးကျွန်တော်လည်းဗီဒီယိုကြီးလုပ်ခဲ့ပြီးသွားပြီပေါ့နော်အော်နောက်ပြီးတော့ကျွန်တော်ဒီနေ့မှာပြောချင်တာတစ်ခုရှိသေးတယ်ကျွန်တော်ဒီပုံမှန်လင်းပြောမယ်ဒီ live မှာကျွန်တော်ဗီဒီယိုတင်တာမဟုတ်ဆိုတော့လေမပြီးပြပြောလိုက်မယ်ကပုံမှန်လင်းပြောမှဆိုရင်ကျော်ဒီ FedEx တက်စာလို့ရှိရင်ကျွန်တော်ကလေဒီဗန်နိုနော်နော်ပြီးရင်ဒီတိုက်ကားတို့ကိုကျွန်တော်ပို့အသားကြမယ်လို့ထင်တယ်ကျော်ကြီးနဲ့ပို့လိုက်မယ်ပေါ့နော်ကျွန်တော်အဲ့လိုထင်တယ်ဒီလားပေါ့လဲဆိုတော့ကျော်ကြီးရဲ့အောက်သားချက်ကလက်သီးဗျာအဲ့ဒီကလပ်တွေကလက်သီးကိုအသားပေးတာကျွန်တော်တို့အခု Bronica ကျွန်တော်တို့ UR Live Fighter ယောက်ျားလေးတွေမှာ main key ထဲမှာအခုလက်ရှိ sponsor ရေးကြည့်မယ်ဆို Bronica အမြင့်ဆုံးပဲ Bronica ရဲ့ဒီကစားသွားတဲ့ပုံစံတွေကြည့်အခုကာနာနဲ့နောက်ဆုံးတော့တက်ပေါင်စင်ပွဲသူအမတန်နဲ့တက်ပေါင်စင်ပွဲမှာကာနာကိုထိချက်ပိုင်းမှာတော်တော်လေးတောင်းသူကစားနိုင်တယ်ကောင်တာမှာလည်းတကောင် share မိုက်တယ်အဓိကသူ့ရဲ့ body movement တွေ head movement တွေအများကြီးတိုးတက်လာတာဗျတိုက်ကောင်းပွေနဲ့ရောက်ပြီးတဲ့အချိန်မှာမြန်မာနိုင်ငံကနေပဲသူပေါစင်တင်တယ်မြန်မာနိုင်ငံပေါစင်ဆိုတာအရင်စနစ်ကျတဲ့ပုံစံတော့ကျွန်တော်မမြင်ဘူးဗျအဲ့ဒီကမှလက်ဝဲသမားဖြစ်တယ်ပြီးတိုက်ကရောက်တယ်အတိုက်ကရောက်တဲ့အချိန်မှာသူထိုင်းဖိုက်ထိုးတဲ့အချိန်မှာမွေထိုင်းလေးချိန်မေးထိုးတာသူမမိုက်သေးဘူးနောက်ပိုင်းမှာပေါစင်ဆရာနဲ့လုံးဝဗျ western ပေါစင်ဆရာနဲ့တေချာလေးညစ်ပြီးတဲ့အချိန်မှာသူတော်မှ post တင်တာကိုတွေ့ရသေးတယ်ဘယ်လိုပြောလဲဆိုတော့သူ့အနေနဲ့ပေါ့နော်အချိန်တွေကိုဖုံးတီးခဲ့မိတယ်တဲ့သူအဲ့လိုပေါ့နော်ကုံဆုံးသွားတဲ့အချိန်တွေအတွက်ဝမ်းနေပြီးမျက်ရည်တောင်ကျမိတယ်ဘာလို့လဲဆိုတော့ငါအများကြီးလုံနေသေးပါလားဆိုတော့အဲ့ဒီ western ပေါစင်ပြန်ပြီးတော့ဆရာနဲ့တေချာလောက်တဲ့အချိန်မှာသူ့ကိုသူနားလဲသွားလို့ဆိုပြီးသူပြောတယ်အဲ့ဒါကျွန်တော်အပြင်မှာလည်းပြောတယ်ပေါ့နော်အဲ့တော့အဲ့ဒီ western box တင်ပြီးတဲ့အချိန်မှာ Bronica ရဲ့ hand movement တွေဒီ full out တွေအများကြီးတက်လာတယ်လို့ power ဘိုင်းမှာလည်းအများကြီးတက်လာတယ်အဲ့တော့အဲ့ဒီတိုက်ကောင်းမွေထိုင်းတို့ဒီ Venom တို့ကျတော့လက်သီးကိုအသားပေးတဲ့ကလပ်တွေဗျာသိလားကြော်ကြီးရဲ့ဟိုဟာနဲ့ဆိုတော်တော်ကြိုက်တယ်ဒါပေမဲ့ FedEx တို့ဘာလို့ကျတော့ဘယ်ဖြစ်သွားလဲသူ traditional wooden style သွားတာအခြေခံချက်အသားပေးတဲ့ပုံစံသွားတယ်ပြီးတော့ FedEx မှာရှိတဲ့ကစားသမားတော်တော်များကိုကြည့်လိုက်သူတို့တွေအလဲထိုးသမားနဲတယ်သိလားဥစ္စာဒီခြေခံချက်တွေနဲ့ counter ပဲဆော့ပြီးတော့ဒီ map business သွားတဲ့ fighter များတယ်ကြည့်လိုက်ပါဘယ်သူရှိလဲလဲထိုးနိုင်ဝယ်များတဲ့ fighter ဟိုစေမာပတ်တရလောက်တော့ရှိမှာ channel fighter တွေကအခုနောက်ပိုင်းထွက်တဲ့ fighter တွေကြည့်ရင်လဲထုနိုင်မှုအင်တန်ကိုနေတဲ့ fighter တွေများပါတယ်เนาะအဲ့တော့ကျော်ကြီးကလက်သီးအားတာတယ်အဲ့ဒီအချိန်မှာသူတို့ခြေခံချက်တွေဖြည့်ပေးတယ်ခြေခံချက်တက်လာတယ်ဆိုရင်မှကျော်ကြီးဘယ်လိုပဲခြေခံချက်ကောင်းလာပါစေတလုံးခြေခံချက်လေ့ကျင့်နေတဲ့မွေတိုင်း fighter တွေနဲ့ရှင်ကန်လို့မရဘူးဗျသိရမလားအဲ့တော့ကိုအားတာချက်နဲ့ကလပ်ရဲ့အားတာချက်နဲ့ကတိတ်မကိုက်တဲ့ပုံစံမျိုးလေးတော့ဖြစ်နေတယ်အဲ့အပြင် FedEx မှာကျွန်တော်တွေးသလောက်ဆိုလို့ရှိရင်တကယ်ဗျာဟို fighter တွေကိုပေါင်စင်ပိုင်းမှာတိုးတက်စေနိုင်တဲ့နီးပြမရှိဘူးလားလို့ရှိလားမရှိလားကျွန်တော်မသိဘူးဗျာဒါပေမဲ့အောက်စင်ပိုင်းမှာတကယ်အားနေတာတော့အမှန်ပဲဘာလို့ဆိုတော့အဲ့ဒီကလပ်ကထွက်လာတဲ့ fighter တော်တော်များကအဲ့ဒီ Venom က fighter တွေနဲ့တွေ့တာတော့ဒီလက်သီးကောင်းတဲ့ fighter တွေနဲ့တွေ့တယ်ဆိုလို့ရှိရင်မှောက်သွားတာတော်တော်လေးကိုများတယ်အဲ့တော့ဘောက်စင်ပိုင်းမှာအားနေတဲ့ကလပ်ပုံစံဖြစ်နေတယ်ဒါကြောင့်မလို့ပေါ့နော်အဲ့လိုမျိုးလေးကျွန်တော်မြင်မိတယ်နည်းနည်းလေးကိုယ့်ရဲ့အသက်ကြမ်းတဲ့ကလပ်နဲ့တိတ်မကိုက်တာလားပေါ့နော်အဲ့လိုမျိုးလေးလည်းကျွန်တော်မြင်တော့မြင်မိတယ်ဒါကတော့ကျွန်တော်ရဲ့အမြင်ပဲ